စေအုပ်စုလိုပဲပြောမယ်ပေါ့ဗျာဘာလို့လဲချင်းဖန်တီးတဲ့လူတွေလည်းစက်သက်ထောက်ခံတဲ့လူတွေပဲဆိုတော့ဒီလူတွေဟာအခုမှမဟုတ်ပါဘူးတစ်ချောင်းလုံးတိုက်ပြီးကိုလိန်ခဲ့တဲ့လူတွေဗျာဆိုတော့အခုဒီသချင်းကိုလည်းအတင်းကြီးသူတို့သချင်းမှာဆိုပြီးသူတို့ဒီစစ်တပ်နဲ့စစ်တပ် lobby တွေကပေါ့လေဒီသချင်းကိုဒီသစ်စာသချင်းကိုပေါ့လေဘာကြောင့်ခဏလာပြီးတော့ထိပါနေတာလဲပေါ့လေဒီပုံမှာလဲဥမောင်အမြင်ပြောပြပေးပါအောင်ဘာကြောင့်ခဏထိပါလဲဆိုတော့သူတို့ပဲမေးရမှာပဲဗျာကျွန်တော်လည်းမပြောတတ်ဘူးကျွန်တော်ခုနပြောသလိုပဲကျွန်တော်ပြောနိုင်တာတခုကတော့ကိုထူးရင်တည်းကဒီသချင်းကိုရေးခဲ့တယ်နော်အခုသူကလည်းမရှိတော့တဲ့အတွက်သူ့အသေးစိတ်ပြန်မေးဖို့ကတော့မဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်မှတ်မိသလောက်ကျွန်တော်သိခဲ့သလောက်ပြောရမှာဆိုတော့အဲ့ညကျွန်တော်တို့ကဒီ DAB ရုံးဖွင့် DAB စထိုင်တဲ့စခန်းမှာကျွန်တော်တို့အတူတူအိတ်ကြတာကျွန်တော်ခက်ဖျားနေတဲ့ညမှာကျွန်တော်ဘေးမှာတညလုံးဖျောင်းနိုင်နေထုံးပြီးချွတ်နဲ့ရေးတာဘာတူရိယမှမရှိဘူးဘာစန်တရားဂီတာဘာမှမရှိဘူးကျွန်တော်တို့မှာတီးစရာဂီတာလည်းမရှိဘူးကျွန်တော်တို့အဲ့ခက်ကအဲ့ဒီအချိန်ကပေါ့ဆိုတော့အဲ့ဒီမှာနောက်တစ်နေ့မနေ့ကျွန်တော်နေဖျားကြတယ်ငါဖျားသဘောအရကျွန်တော်နောက်တစ်နေ့မှာတော့ပုံမှန်နေကောင်းတယ်ဟိုထမင်းစားဖို့တဲလေးဘေးမှာနေစားလှုံရင်းနဲ့ကျွန်တော်အဲ့ချင်းဟဲ့လူတဲ့ကျွန်တော်ညသချင်းအစ်စ်လေးတစ်ပုတ်ရတယ်တဲ့ခင်ဗျာဟိုပါပေါ့ဒီချင်းလေးတစ်ပုတ်ရေးထားတယ်ဆိုလို့ကျွန်တော်အဲ့ဒါနဲ့ဒါဆိုတော့လဲဆိုပြပါဦးပေါ့ဆိုတော့အဲ့ဒါမှာသူကကျွန်တော်ဟိုပါပေါ့ဘယ်လိုပြောမလဲကျွန်တော်တို့ဥက္ကဋ္ဌကချင် KIA ဥက္ကဋ္ဌဥပရန်ဆိုင်ပေးထားတဲ့ဟာမိုနီကာလေးနဲ့သူမှုတ်ပြီးတော့ကျွန်တော်သချင်းစာသားလေးပါးစပ်နဲ့ဆိုပြခဲ့တယ်သချင်းဆိုတော့နောက်ပြီးတော့မှဒီအဲ့ဒီကာလမှာကျွန်တော်ဂီတာတော့မရှိဘူးဗျာသူအဲ့ဟာမိုနီကာလေးနဲ့စမ်းမှုတ်ပြီးတော့ဒီပါးစပ်ကနေစာသားလေးသူရေးထားတဲ့စာသားလေးသူရွတ်ပြရင်းနဲ့အဲ့ဒီကနေစပြီးတော့နောက်ဆုံးတော့သူဘာပြီးပြန်သွားတယ်ပြီးတော့ကျွန်တော်ကထိုင်းနိုင်ငံမှာကြံခဲ့ပြီးတော့ထိုင်းနိုင်ငံမှာတွင်းခဲ့ရတဲ့ချင်းဗမာပြည်မှာဘယ်လို့မှမဖြစ်နိုင်ဘူးအတန်သွင်းမှုဆိုတာဒီချင်းကိုဒါပေမဲ့ဒီချင်းကိုမှသူတို့ရန်ရှာနေဆိုကျွန်တော်အမြင်ကတော့တကယ်ပြောမှဆိုရင်ဒီချင်းဟာ1988ရေးတော့ဘုံကနေစပြီးဒီနေ့အထိပေါ့ဗျာပြည်သူတွေတော်လန်တဲ့သူတွေဗဇက်ဖျားမှာသူတို့ဟိုပေါ့မချနိုင်ခဲ့တဲ့ဗဇက်ဖျားကအများနဲ့ဆိုနေတဲ့ချင်းနော်တော်လန်ရေးချင်းဒီချင်းကိုကြော်အောင်သူတို့မလုပ်နိုင်ဘူးစေအုပ်စုလိုပဲပြောမယ်ပေါ့ဗျာဘာလို့လဲချင်းဖန်တီးတဲ့လူတွေလည်းစက်သက်ထောက်ခံတဲ့လူတွေပဲဆိုတော့ဒီလူတွေဟာအခုမှမဟုတ်ပါဘူးတစ်ချောင်းလုံးတိုက်ပြီးကိုလိန်ခဲ့တဲ့လူတွေဗျာဆိုတော့အခုဒီသချင်းကိုလည်းအတင်းကြီးသူတို့သချင်းမှာဆိုပြီးသူတို့လုပ်တယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်မို့လို့သူတို့ဖန်တီးတယ်လို့ပဲကျွန်တော်ကတော့ဟိုပါပေါ့သူတို့ဘာကြောင့်လုပ်တယ်ဆိုတော့အကြောင်းရင်းအတိအကျတော့သူတို့ပဲသိမယ်ဒါပေမဲ့အခုကတစ်ချိန်မကတော့ခုနပြောသလိုပဲ9နှစ်10နှစ်ကနေသူတို့လွန်ခဲ့တဲ့အာနာသိမ့်ပြီးတဲ့နောက်လည်းသူတို့တစ်ခါတင်တယ်လို့ကျွန်တော်ကြားတယ်ဆိုတော့အဲ့လိုကနေပြီးအခုတစ်ခါလာပြန်ပြီပေါ့ဗျာနောက်ပြီးအခုကပို့ဆိုးတာကအင်တာဗျူးပေးပြီးတော့မှကိုထူးရင်တင်ကဒါကိုလုပ်ပါတယ်ဆိုပြီးနောက်ထပ်ဂီတာသမားဆိုတဲ့စစ်တပ်အလိုတော်ကြီးကဒီစကားကိုပြောတာကိုတော့ကျွန်တော်တို့လက်မခံနိုင်ဘူးဗျာအဲ့ဒါကိုတော့အဲ့ဒီအတွက်ကျွန်တော်ရှင်းရမယ်ကျွန်တော်ကအသက်ရှင်ကြံနေတဲ့လူတယောက်အနေနဲ့ကျွန်တော်ဒီကိစ္စကိုတော့ကျွန်တော်မရက်ပြီးတော့ကျွန်တော်ပြောရမယ်လို့ကျွန်တော်ယုံကြည်တဲ့အတွက်ကျွန်တော်အခုဒီအင်တာဗျူးကိုပေးတာပါသူမရှိတော့တဲ့ကာလမှာဒီသချင်းကသူ copy ရေးပါတယ်လို့ဆွဲတာတော့ကျွန်တော်လုံးဝလက်မခံနိုင်ဘူးဒါဒီသချင်းကဒီနေ့ထိကျွန်တော်တို့ပြည်သူတွေရဲ့ဒေါ်လာနဲ့သချင်းပြည်သူတွေအတွက်ကျွန်တော်တို့ဖန်တီးခဲ့တဲ့သချင်းကိုထူးရင်တဲ့နှလုံးသားသူ့ရဲ့ဝိညာဉ်ဒီသချင်းကကျွန်တော်အဲ့သချင်းကိုဆိုခဲ့တာလဲကျွန်တော်နှလုံးသားတွေကဒေါ်လာရေးအတွက်ဒီခွန်အားရစေဖို့ကျွန်တော်တို့စိတ်ရောလူရောဝိညာဉ်တွေရောထည့်ပြီးဆိုခဲ့တဲ့သချင်းကျွန်တော်ဖန်တီးခဲ့တဲ့သချင်းအဲ့ဒါကမှစစ်တပ်ကသချင်းမှာလာလုပ်တယ်ဆိုတော့ကျွန်တော်တို့ကတော့ဒါအလွန်ရည်စရာကောင်းတဲ့ဟာတာတစ်ခုပဲလို့ကျွန်တော်ကတော့အဲ့လိုပဲပြောမယ်